ဘာဖြစ်ရတော့အာဆင်နယ်ကတော့ဖလားရပါပြီ20မှာနှစ်ပေါင်း20တော်တော်ကြာပါပြီနော်ဟုတ်တယ်ကောင်းပါလေဝမ်းသာပါတယ်ခုမှမရလဲဘော်ရာကြီးမှာစုံမိုးအောင်တို့ကိုဂျပန်ကြီးတို့လဲသေးတော့ဘော်ရာကြီးထဲမှာအာယူဖန်နေအများကြီးရှိတယ်ခါရသူတို့တနာပါဗျာတနာပါတော့ကိုကြည့်ရတဲ့အချိန်ကမကောင်းကိုမန်ယူကလက်ဒါပေမဲ့ကိုလစ်တယ်ဆိုတာမှနည်းနည်းလေးကံပြီးဖလားမရလေသူတို့အများကြီးကံပြီးဖလားရမရဖလားရမရစိတ်မကောင်းကိုကဖလားရဝမ်းသာပါတယ် congratulation ပါနော်ကိုဂျပန်ကြီးဇွန်မိုးအောင်ပြင်ရှိရသေးတယ်ဘော်လာထဲမှာအာကြီးဖန်နေဟိုကနောက်ကြရင်လေအဲ့လိုစကားပြောလဲပြောပေါ့နော်အဲ့လိုဟွာလေးပေါ့ chatting program လေးပေါ့ဘာတွေသိကျင်တာလဲလို့တချို့ကြတော့သူအမေရရှိရနော်အမခုကျွန်တော်ပြောအောင် comment နေလိုက် comment နေဖတ်တာ comment မှာအများကြီးပဲရေးကြတာအခုဒီရက်ထဲမှာတော့လောလောလတ်လတ်တော့ဘာမှတော့မရှိကြသေးဘူးအဓိကကတော့ပွဲတွေဝမ်းမတာပါဝမ်းတာလိုက်ပါအားလုံးဝမ်းတာလိုက်ပါအာယူမှန်ဆိုရင်တော့လေအာကြီးရလို့ရှေ့နှစ်တွေလောက်တည်းရတဲ့တာပေါ့နော်ဒါပေမဲ့ဂွာဒီယိုလာကြီးကတော်တော်ဘာဖြစ်လဲဒီနေ့ကလည်းမန်စီးတီးကချော်တော့မန်စီးတီးကချော်တာဆိုမန်ယူကနောက်နှစ်ဟုတ်တယ်မန်ယူကမ်ဘက်ပြောတာကိုကောင်တွေကလည်းကိုနီးကြတွေကလည်းတရားဝင်ခန့်လိုက်ပြီဆိုရင်လိန်ကုန်တရားဝင်ခန့်လိုက်ပြီဆိုတိုင်ဆောင်ကုန်တော့Man U နောက်နှစ် Man U